ဘုမရေတမီး ရှမ်း မြန်လောက်ခဲ့ဟိုမှာဆိုင်ရခေါ်နေပြီဟဲ့တမီး ဥပ္ပေရဲ့ sorry ရှိပါသေးတယ်သမီးတို့ကြောက်ပတောင်ကိုချိန်မြောက်လည်းမမြောက်ရသေးဘူး ဘုမရေနင်တို့ကြောက်ပတော့နင်တို့တိတယ်နော်ငါမန်းလေးပြန်မှာသွားလာမှာတဲ့နော်ဒါကြောင့်မို့လို့ပါရေဘုမမြန်လို့စမှာ နေပါအောင်ဥပ္ပေနေပါသမီးမပြီးသေးဘူး လို့ပါဝဆိုင်ရခေါ်နေပြီမပိုင်သူဆိုင်ရစိတ်ဆိုးနေနေမယ်ဟဲ့တို့ပါကြောက်ပတော့ကြောက်လို့အဲ့ဒီဘုမနဲ့ဘေးတော့ဆိုပြီးတော့လာပြီးတော့ချိနေကြမှာမန်းနဲ့တော့ပြည်နေမှာတွေ့ ဟုတ်ပါရဲ့ခဏဆောင်ပါ sorry ရှိသေးတယ်မမန်းနဲ့ဘူးမှမမြောက်သေးဒီချိန်ဆို နင်လည်း ဥ ပြော ပ္ပေတော့ဥပ္ပေတို့မန်းလေးလို့မဟုတ်ဘူးဒီက အေးပါတို့လေတုံးလေးလေတုံးလေးနော်အေးပါဆက်လာပြီ ဥပ္ပေ ငါရှင်းစုံနေမယ် နနေရောဟိုသမီးမေးစရာရှိလို့ မေ ဥပ္ပေဥပ္ပေလိုင်းမှာတင်နိုင်ဟာလေဥပ္ပေမိန်းမကြောက်တယ်ဆိုတကယ်လား ဘုံမရဲ့ဘိတ်တိဆရာကိုဒီဝဆိုင်နဲ့မေးရမလားရိုးရိုးအပြင်မှာမေးပါလား ဟုတ်ပါပြောပါမိမကြောက်တော့တကယ်လား ပေါ့ကြောက်ချစ်ယူသေးပေါ့ဟဲ့အမေလိုမိန်းမပေါ့အမေလိုမိန်းမပေါ့အေးတော်တော့ တကယ်ကြောက်တာဟုတ်လားလို့ ဘုံမကြီးကတအားရရှိတယ်ဒါဟုတ်တယ်မှာဘာမှမသိဟုတ်တယ်မှာဘိတ်တိကြောက်တော့မှာဘာပြောနေမှာဟုတ်တယ်မှာ နေပါမမြောက်ပါနဲ့ဟိုမိမကြောက်တယ်တကယ်လားလို့ နှခါပြောမယ်မိမကြောက်တာတကယ်ခင်ဗျာဘယ်လိုကြီးမိမကြောက်တာတကယ်ပါခင်ဗျာဘုံမရဲ့မိမကြောက်တာတကယ်ပါခင်ဗျာ ဥပ္ပေမိမကြောက်တယ်တကယ်သေးကြနော် ဟာဘုံမရဲ့ငါလိမ့်ကြလားဟာတကယ်ကြောက်ပါတယ်ပြောနေမှာဟုတ်တယ်မှာ တကယ်ကြောက်တာနော် တကယ်ကြောက်ပါတယ်လို့ပြောနေမှာဘုံမရဲ့ဟုတ်တယ်ခဏမေးဘာလို့ဘာကိစ္စတော့ အဲ့ဆိုလေသမီးဗျာလို့ထူပဲသမီးခေါ်မယ်ဗျာလို့ထူပဲ ဗျာ နော် အေးကတူတူမနော် မောင် ဘုံမမောင်လို့ခေါ်တာဘယ်လိုပြောမှာ ဗျာလို့ထူအောင်မောင်လို့ ဗျာဗျာ နားတကမယ်နော်မောင် ဗျာဘုံမမောင်ဗျာ နားတကမယ်နော်မောင် ဗျာ ဘာလုံးငါပဲကြတူးရတော့ ဟမ် တူးနေတော့လုံးငါပဲ ဒီမောင်ဘုံမလည်းဘာလို့ခေါ်တာ ဟိုသမီး ခေါ်လေ သမီးကြောက်ခေါ်လို့မရတော့ဟိုသမီးဘေးနဲ့တွေ့ထားလေပုံမားတဲ့ရီးစားရခြင်းလို့ရှိရင်တဲ့မိန်းမကြောက်တဲ့လူကိုမောင်လို့သုံးခါခေါ်ရမယ်ဆိုလို့အားကြောင့်ဥပ္ပေကိုခေါ် မိမကြောက်တယ်လို့မောင်လို့သုံးမခေါ်ရင် ဟုတ်တယ် 你ရီးစားရမှာ ဟုတ်တယ် အမလေးမဲဘုံမရဲ့ကိုရီးစားရဖို့ရငါမြအတုံးချပါလားအတုံးချစရာမလိုပါဘူးဘယ်တော့ယူလိုက်ဟုတ်ပြီလား ယူချင်မအောင်သမီးကလူပဲကြိုက်တာလိမ့်ဆန်ကြိုက်တယ် လိမ့်စားတော့ Ni que si ya también llevo a cambiar,